ကျမကတော့မမော်မော်ဝေးဖြစ်ပါတယ်တော်ဝင်သစင်မိုး50ရဲ့ခေါင်းဆောင်တူဖြစ်ပါတယ်သူတို့ကတော့ တော်ဝင်သစင်မုံဘတ်လုပ်ငန်းရဲ့အဖွဲ့ဝင်တွေဖြစ်ပါတယ်တော်ဝင်သစင်မိုးဘတ်လုပ်ငန်းလေးကိုလုပ်ဖြစ်ခဲ့တာကတော့ FAO ကဖွဲ့စည်းပေးခဲ့တဲ့အမျိုးသမီးငွေစုငွေချေးအဖွဲ့လေးရဲ့အားပေးကူညီမှုကြောင့်ပဲဖြစ်ပါတယ်2024နှစ်စပိုင်းလောက်ကနေပြီးတော့အမတို့စိတ်တူကိုယ်တူမျိုးသမီးဖွဲ့ကိုစတင်ပြီးတော့တည်ထောင်ခဲ့ပါတယ်တပတ်ကို3000စုလေးနဲ့စပြီးတော့ထူထောင်ခဲ့ပါတယ်အဲ့မျိုးသမီးဖွဲ့တွေကနေပြီးတော့ငွေကြွေးလိုအပ်တဲ့သူတွေကချီးယူလို့ရပါတယ်ပြီးခဲ့တဲ့နှစ်ကုန်ကန်ဒီမှာတော့ FAO ဝန်ထမ်းတွေကနေပြီးတော့ကျမတို့အဖွဲ့ကိုလေယာထွက်ကုန်တစ်ခုခုကိုအခြေခံတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုစက်ပစ္စည်းတစ်ခုကိုငွေစုငွေချေးအဖွဲ့ကိုပံ့ပိုးပေးခဲ့ပါတယ်မုတ်ဘတ်ဆဲလောက်ရတာတော့မလွယ်ကူဆန်ရွေးမလို့အတွက်မုတ်ဘတ်တွေပျက်စီးလို့ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်အဲ့ချိန်တုန်းကဒီလိုမုတ်ဘတ်တွေပြက်တော့ကြဆက်လာပြီးဆင်းပေးတဲ့ဆရာတွေစီကိုလှမ်းပြီးတော့ဖုံးဆက်ပြီးတော့အကူအညီတောင်းရတယ်ဒီနေ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့မုတ်ဆက်တွေသွားပြီးတော့ကြည်လေးလာပြီးတော့အကူအညီတောင်းခဲ့ရတယ်အဲ့လိုနဲ့ဘလိုလေးပိုလိုလေးလှုပ်လိုက်ပါဒီလိုလေးလှုပ်လိုက်ပါနဲ့အဆင်ပြေသွားပါတယ်အဲ့လိုလေးလှုပ်ပြီးစူးစမ်းပြီးလုပ်ခဲ့ရတယ်ပေါ့ကျမတို့စားသောက်ကုန်လုပ်တဲ့လူတွေကအစားဘေးကင်းဖို့နဲ့တန်းဆင်းဖို့အရေးကြီးတယ်အဲ့ဒါကြောင့်မို့လို့ဟိုကဆရာမလေးFAOကဆရာမလေးကလာပြီးတင်တန်းနေပြီးတော့သွားပြီးတော့တင်တန်းနေတက်ပြီးတော့အဲ့တိုင်းလိုက်ပြီးတော့လုပ်ခဲ့တယ်နောက်ပြီးကြလည်းအစားတွေကိုရင်မအောင်ဂယူးဆိုင်တယ်ဓာတုဆေးတွေလည်းအသုံးမပြုဘဲနဲ့ဂယူးဒီဇိုင်းလုပ်ကြတယ်အနေရကင်းအောင်ပေါ့FAOကဆရာမလေးတွေတင်ပေးတဲ့အတိုင်းဆန်ကိုအစိုးထိုင်းစ14%အောက်ကျတဲ့ဆန်ကိုပဲရွေးပြီးတော့အသုံးပြုပါတယ်ရလာတဲ့မိုးဘတ်ကလည်းတန်ဆင်းမှုမရှိရင်အလွယ်တကူအရှင်ဖောက်သွားတာဖြစ်တဲ့အတွက်ကျမတို့ကလည်းမိုးဘတ်ကိုအဓိကထားပြီးတန်ဆင်းဆင်းလုပ်ကင်ကြပါတယ်ကျမတို့ရွာမှာဒီမိုး50ကလေးရှိတာအရန်အဆင်ပြေတယ်စားသုံးတဲ့သူတွေကလွယ်လွယ်ကူကူလာပြီးတော့ဝယ်ယူလို့ရတယ်အခုချိန်အထိဆိုလို့ရှိရင်မုတ်ဘတ်အချိန်ပိတ်တာ3000ကျော်လောက်ရောင်းပြီးသွားပြီပေါ့နော်ဒါပေမဲ့လို့အမျက်တော်ကိုမခွဲသေးပဲနဲ့ဒီမိုး50လက်ပတ်မဲ့ထဲကိုပဲထည့်ပြီးတော့ရေစီမိုး50လက်ပတ်နဲ့အောင်ပဲစူးစမ်းနေပါတယ်မုတ်ဘတ်လုပ်ငန်းလုပ်တာကိုမိသားစုတွေကလည်းအားပေးကြပါတယ်ကျမတို့မျိုးသမီးမုတ်ဘတ်လုပ်တဲ့အဖွဲ့ကလည်းတက်ညီလက်ညီနဲ့လုပ်ကြပါတယ်မနေ့စာကိုအော်ဒါရတယ်ဆိုရင်ညဘက်မီးလာတဲ့အချိန်မှာဆက်နှိုးပြီးတော့သွားပြီးတော့လုပ်ကင်ကြပါတယ်ကျမတို့ကမျိုးသမီးငွေစုငွေချေးအဖွဲ့စီမှာမုတ်ဘတ်ဆန်ကိုငှားရမ်းထားတာဖြစ်တဲ့အတွက်အပတ်စဉ်အစည်းအဝေးတိုင်းမှာတော်ဝင်သစင်မိုး50ရဲ့တိုးတက်မှုများကိုရှင်းလင်းတင်ပြပေးရပါတယ်ကောင်းရိပ်သိန်းချိန်တွေမှာမိုး50ကျွေးတာတို့မင်္ဂလာဆောင်တွေမှာမိုး50ကျွေးတာတို့မှာကျမစီမှာမိုး50မှာယူတဲ့အတွက်အလွယ်တကူလည်းရစီပါတယ်အချိန်ကုန်လည်းသက်သာပါတယ် FAO ရဲ့စီမံကိန်းတွေကတစ်ခုနဲ့တစ်ခုအချိန်ဆက်ရှိလို့ကျမတို့ရွာလေးဆိုရင်ငွေစုငွေချေးအဖွဲ့တွေလည်းကောင်းကောင်းလက်ပတ်နေပါပြီကျမတို့လိုမုတ်ဘတ်လုပ်ငန်းတစ်ခုကိုပါလက်ပတ်နိုင်အောင်နောက်ခံပေးနိုင်တဲ့အတွက်ကျမတို့ကျေးလက်ဒေသကလည်းငားလိုက်တောင်သူတွေအတွက်တိတ်ကိုအကျိုးရှိပါတယ်